ဒီနေ့မှာတော့ဘန်ကောက်မှာမျက်စိယောဂတွေနဲ့လေဆာကုသမှုတွေအတွက်နာမည်ကြီးဆေးရုံတစ်ခုဖြစ်တဲ့ဘန်ကောက် Eye Hospital ကိုသွားရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ဘန်ကောက် Eye Hospital မှာအတွင်းတိမ်ကုစင်တာအမြင်လွှာယောဂကုစင်တာအေးတိမ်ကုစင်တာမျက်ကြည်လွှာယောဂကုစင်တာကလေးမျက်စိအထူးကုဌာနလေဆာဖြင့်မျက်စိပါဝါဖျောက်စင်တာအလားပါဆိုင်ရာပြုပြင်ခြင်းစင်တာနဲ့နှလုံးအာရုံကြောဆိုင်ရာအထူးကုစင်တာစားတဲ့အထူးကုစင်တာ၈ခုမှာသက်ဆိုင်ရာအထူးကုဆရာဝန်များမှလူနာများအတွက်စမ်းသပ်စစ်ဆေးပေးနေတာပဲဖြစ်ပါတယ်။ဆေးရုံရဲ့ဝင်ချင်းညာဘက်မှာ information counter ရှိပါတယ်။ဘန်ကောက် Eye Hospital ရဲ့ Laser Vision LASIK Center ဟာ28နှစ်သက်တမ်းရှိမျက်စိလေဆာကုသတဲ့ဌာနဖြစ်ပါတယ်။ဆွစ်ဇာလန်၊ဂျာမနီ၊အမေရိကန်မှထုတ်လုပ်ထားသောနောက်ဆုံးပေါ်လေဆာစက်ကြီးများဖြင့်10စက္ကန့်အတွင်းနှလုံးပါဝါဖြောင်းနိုင်တဲ့ Smile Pro ကုသနေချိန်နာကျင်မှုမရှိဘဲမျက်ကြည်လွှာတစ်ရှူထိခိုက်မှုအနည်းဆုံး Nano LASIK စတဲ့ကုသမှုတွေအထိကိုရရှိနိုင်ပါတယ်။တော့မျက်စိပါဝါဖြောက်လေဆစ်ကုသမှုခံယူနိုင်မယ့်နေရာဖြစ်ပါတယ်။မနက်ပိုင်းမှာမျက်စိစမ်းသပ်စစ်ဆေးမှုများပြုလုပ်ထားပြီးနေ့လယ်ပိုင်းမှာရင်ပဲလေဆာဖြင့်မျက်စိပါဝါဖြောက်ကုသမှုပြုလုပ်နိုင်တာမလို့လူနာတွေအတွက်အချိန်အများကြီးလည်းပေးဖို့မလိုအပ်ပါဘူး။ဒါကတော့ driving test မှာအရေးကြီးရဲ့ visual field ကိုစမ်းသပ်စစ်ဆေးတဲ့မျက်စိစမ်းသပ်ခန်းဖြစ်ပါတယ်။ဒီအခန်းကတော့မျက်စိရည်တိတ်စီးချိုကြောင့်အမြင်လွှာကွာခြင်းအမြင်လွှာပျက်စီးခြင်းစားတဲ့အခြေအနေတွေမှာမျက်လုံးအနောက်ခံအမြင်လွှာနဲ့မျက်လုံးတွင်းအာရုံကြောကိုစစ်ဆေးနိုင်တဲ့ OCT scan စစ်ဆေးတဲ့အခန်းဖြစ်ပါတယ်။ဒီတိမ်လူနာတွေမှာဘေးအခန်းမှာရှိတဲ့ visual field test နဲ့တွဲပြီးစစ်ဆေးကြပါတယ်။ဒါကတော့မျက်ကြည်လွှာရှိဆဲရည်အတွက်ကိုတိုင်းတာတဲ့ microscope ဖြစ်ပါတယ်။မျက်ကြည်လွှာအပေါ်ဆုံးမှာရှိတဲ့အပီတီလီရဲ့အလွှာရှိဆဲတိတ်သေးစားနဲ့ဆဲပုံမမှန်မှုတွေကိုဒီစက်နဲ့စစ်ဆေးနိုင်ပါတယ်။ဘန်ကောက် Eye Hospital မှာဆိုရင် OCT scan စစ်ဆေးနိုင်တဲ့စက်တွေအများကြီးရှိပါတယ်။ဒီစက်ကတော့အမြင်လွှာအထူးကုဆရာဝန်ကြီးတွေအဓိကအသုံးပြုတဲ့စက်ဖြစ်ပါတယ်။ဒီစက်ကအမြင်လွှာရဲ့အလွှာတစ်ခုစီကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဒီဆက်ကလည်းအမြင်လွှာအထူးကုဆရာဝန်ကြီးတွေကအမြင်လွှာနဲ့မျက်လုံးအနောက်ခံကိုကြည့်ရဲ့အချိန်မှာအသုံးပြုတဲ့ဆက်ဖြစ်ပါတယ်။ဒီဆက်ရဲ့အားသာချက်ကမျက်လုံးတငယ်အိမ်ချမ်းအောင်ဆေးခတ်ပြီးတငယ်အိမ်ချဲဖို့အချိန်မဆောင်ကျင်တဲ့အခြေအနေတွေမှာဒီဆက်နဲ့စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ဒါအပြင်အမြင်လွှာရဲ့လှိုင်းတွေနဲ့အမြင်လွှာသွေးကြောတွေအတွက်စစ်ဆေးတဲ့ fluorescent angiography စစ်ဆေးမှုကိုလည်းဒီဆက်နဲ့စစ်ဆေးနိုင်ပါတယ်။ဒါကတော့ IOL Master ဆက်ပါမျက်စိအထူးကုဌာနတော်တော်များများအတွက်အဓိကကျတဲ့ဆက်ဖြစ်ပါတယ်။လေဆစ်ကုသမှုခံယူသူတွေအတွက်မျက်လုံးတွင်းမှန်ဘလူးတိုင်းတာချိန်အမြင်လွှာအထူးကုများမှာ digital marker စစ်ဆေးမှုများပြုလုပ်ချိန်မှာဒီဆက်နဲ့စစ်ဆေးပါတယ်။မျက်လုံးအတွက်စမ်းသပ်စစ်ဆေးတဲ့အခန်းတွေနဲ့နောက်ဆုံးပေါ်ဆက်တွေကိုလေ့လာပြီးပြီဆိုတော့လူနာအခန်းတွေကိုသွားရောက်လေ့လာကြည့်မှာဖြစ်ပါတယ်။ဒါကတော့ဆေးရုံတင်ညာတက်ဖို့လိုအပ်တဲ့လူနာတွေနောက်တစ်ရက်ချင်းပြန်ပြဖို့ရှိလို့မပြန်မဲနားနေခြင်းတဲ့လူနာတွေအတွက်လူနာခန်းတွေဖြစ်ပါတယ်လူနာခန်းမှာဆိုရင်လေ VVIP, VIP, Deluxe Room စတဲ့အခန်းမျိုးစား၃မျိုးထဲမှာရွေးချယ်နိုင်ပါတယ်ဒါကတော့ Deluxe Room ဖြစ်ပါတယ်လူနာအခန်းတိုင်းမှာလူနာအတွက်မီးပါအပါစီစဉ်ထားပါတယ်။အတွင်းတင်ခွဲစိတ်မှုမှာဆိုရင်ပုံမှန်အတွင်းတင်ခွဲစိတ်ခြင်းအပြင်ခွဲစိတ်တာအသုံးပြုစရာမလိုတဲ့ Femto Laser Assistant No Plate Cataract Surgery ကုသမှုတွေအထိရနိုင်ပါတယ်။မျက်လုံးနဲ့ပတ်သက်တဲ့ယောဂအမျိုးမျိုးအတွက်ဘန်ကောက် Eye Hospital မှာပြသလိုရဲဆိုရင်ဒေါက်တာဇွန်ချမ်းမရေးဝန်ဆောင်မှုမှတစ်ဆင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။